အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တမယာသီးတစ်နက်လုံနည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်လှုပ်ရလည်းအရန်လွယ်ကူပါတယ်အိမ်မှာဝယ်ထားတဲ့တမယာသီးလေးတွေကြာနေပြီဖြစ်တာနဲ့တမယာသီးတစ်နက်တွေလှုပ်လိုက်ပါတယ်တမယာသီးလေးတွေကိုအရင်ဆုံးရေဆေးပါမယ်ရေဆေးပြီးတော့တမယာသီးတွေကိုဘူးတစ်ခုထဲမှာထည့်ကျမကတော့စားဖို့များများလေးထည့်ခဲ့ပါတယ်ပြီးရင်အဖုံးကိုတေချာပိတ်ပြီးတော့မှနေပူမှာပြထားပါမယ်10ရက်လောက်နေပူမှာပြပြီးတော့မှရလာတဲ့အနေထားလေးပါရှင်ရလာတဲ့တမယာသီးလေးတွေကိုရေပြောင်းအောင်ဆေးပြီးတော့မှမိနစ်သက်သလိုလှီးထားပါမယ်ကျမကတော့လေးစိမ့်စိတ်ထားပါတယ်အခုအနေထားကတော့အခါဓာတ်တွေဟာမရှိသလောက်လျော့နေနေပါပြီစီအိုတဲပြီးတော့မှစီပူလာရင်ကလဝေးရွက်နဲ့ကြက်သွန်ဖြူထည့်ပါမယ်ကြက်သွန်ဖြူမရှိတဲ့အတွက်ကြက်သွန်ဖြူကိုတော့မထည့်ရတော့ပါဘူးအယောင်နဲ့သို့မဟုတ်ငရုတ်သီးခွဲချမ်းမုံကိုသုံးပါမယ်ပြီးရင်တမယာသီးတွေထည့်ပြီးတော့မှစီနဲ့လိမ်ပြီးကြော်ပါမယ်တမယာသီးမှာပါတဲ့ရေတွေခမ်းပြီးတော့တမယာသီးတွေဣလာတဲ့အထိကြော်ပေးနေရပါမယ်ပြီးရင်တော့အချို့မို့စားထည့်ပါတယ်ရှင်ကျမကတော့စားကိုများများလေးထည့်ခဲ့ပါတယ်တကြားထည့်ပါတယ်စားများများထည့်လိုက်တဲ့အတွက်တမယာသီးမှာပါတဲ့အခါဓာတ်ကိုလျော့စေပါတယ်တံပေါက်မဆလာထည့်ပါမယ်ရှင်စီအနှဲငယ်ထည့်ခဲ့ပါတယ်တမယာသီးတွေဣလာတဲ့အထိမီးမကတ်အောင်တတိထားပြီးကြော်ပါမယ်ခုဆိုရင်တော့စားကြစရာတမယာသီးတစ်နက်လေးရပါပြီရှင်အေးခံပြီးတော့မှတန့်နဲ့ဖန်ပလင်းတစ်ခုထဲမှာထည့်အဖုံးလုံအောင်ပိတ်ပြီးထားမယ်ဆိုရင်တော့အကြာကြီးထားခံပါတယ်ကျေးဇူးတင်ပါတယ်ရှင်